Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကျမတို့ကိုအဖေနဲ့အမေကပေါ့နော်ရေပြုံကြီးရေထွက်စီကိုလိုက်ဖို့ပေးပါတယ်ရှင်ဒီချစ်ဘက်ကမီးသွေးချောင်းဂျာမနီလမ်းဘက်ကနေသွားတာပဲဖြစ်ပါတယ်ရေပြုံကြီးရေထွက်ကတော့အင်းသိမ်ဘက်မှာရှိတာပဲဖြစ်ပါတယ်အခုကတော့အင်းသိမ်ဘက်ကိုသွားနေရပဲဖြစ်ပါတယ်ရှင်လမ်းလေးတွေကတော့အရန်တာရတာပဲဒီလိုနေရာလေးတွေဆိုရင်မသိရင်ပကံရောက်သွားသလိုပဲအင်းသိမ်ဘက်ကဖျားလေးပါရှင်ပကံဖျားနဲ့တော်တော်တူတာပဲရှင်လမ်းနေရလဲဖြောက်မြူးနေရပဲရေပြုံကြီးရေထွက်မှာရေသွားကူးမှဖြစ်ပါတယ်အခုတော့အင်းသိမ်လမ်းကိုရောက်ပါပြီရှင်အခုကတော့ရေစကူးမှပဲဖြစ်ပါတယ်ရေလေးတွေကကြီးကြီးလင်းလင်းလေးပါရှင်ငါတေးသေးလေးတွေလည်းရေကူးနေပါတယ်နော်ကျမတို့မောင်နှမ3ယောက်စလုံးကိုအဖေနဲ့အမေကားလိုက်ပို့ပေးပါတယ်ရှင်လေလဲစီးချင်စီးလို့ရပါတယ်နော်သမီးတို့ကတော့ရင်လေကိုမစီးခဲ့ပါဘူးရှင်ရေပဲကူးခဲ့ပါရဲ့နော်ရေကကြီးကြီးလင်းလင်းလေးနဲ့တော်တော်ကူးလို့ကောင်းတယ်ကူးနေတဲ့အချိန်ဆိုတော့ရေကအေးချမ်းချမ်းလေးနဲ့တော်တော်ကူးလို့ကောင်းတာပဲနော်ရေလေးကကြီးကြီးလင်းလင်းလေးရေကူးလိုက်တာဘယ်နှစ်နာရီကြာသွားလဲမသိဘူးတော်တော်ကောင်းလို့ကြီးကြီးလင်းလင်းအေးချမ်းချမ်းလေးနဲ့တော်တော်ကူးလို့ကောင်းတာပဲနော်လိုက်ခဲ့ကြပါအောင်ရှင်ရေပြုံကြီးရေထွက်လို့ခေါ်ပါတယ်ရှင်ဖေနဲ့မီယာကျောင်းမဖွင့်ခင်လေးတော့ပို့ပေးတာပဲဖြစ်ပါတယ်ကျောင်းဖွင့်လို့ရှိရင်တော့ကျောင်းစာရေးပဲလောက်ရတော့မှာမဟုတ်လို့ပါအောင်မကြီးကူးနေပါပြီရှင်